NCD ကျိုင်းတဲ့ညီကိုများအတွက် NCD ဘယ်လိုပြန်ပြောပြပေးတာမှာဖြစ်ပါအရင်ဆုံးဒီစကောက်တဲ့ဝင်လိုက်ပါဒီကောက်တဲ့ဝင်ပြီးဆိုတာနဲ့ဒီမှာပေါ်ဆုံးမှာရှိတဲ့ verify continue ကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးဆိုတာနဲ့ဒီမှာမိမိရဲ့ gate ID ကိုရိုက်ပို့လိုက်ပါဂိမ်း ID ရိုက်ပို့ပြီးဆိုတာနဲ့မိမိရဲ့ဂိမ်းထဲမှာကုတ်လေးလုံးကျလာပါလိမ့်မယ်ကုတ်လေးကိုသွားပြီးတော့ကြည့်လိုက်ပါဒီ Messenger ဘောက်ထဲမှာကုတ်လေးလုံးကျလာပါလိမ့်မယ်ကုတ်လေးလုံးကိုမိမိရဲ့ပို့ထားတဲ့ဆွမ်းကနေရာမှာသွားပြီးတော့ထည့်လိုက်ပါပြန်ပြီးတော့ပို့လိုက်အဲ့ဒါဆိုရင်အဲ့လိုပို့ပြီးဆိုတော့အခုလိုမျိုးဖြစ်သွားမှာဖြစ်ပါတယ်အခုလိုမျိုးဖြစ်ပြီးသွားရင်တော့ NCD နောက်တဲ့ event ကိုဘယ်လို join ရမယ်ဆိုတာကိုနောက်တဲ့ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်နောက်ထပ်သိချင်တာရှိရင်လည်း comment မှာမှန်းကလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်